နှစ်ပေါင်း60ကျော်မှတည်လိုက်ရတဲ့နီးစနစ်မှန်သောနီးပညာများတစ်ကချီမထဲတော့ဆိုရင်မပြစ်လိုက်တော့ပါနဲ့ဒီနေ့အတန်းနဲ့ကျွန်တော်တို့ထက်အောင်ပြန်သွေးလို့ရတယ်ဗျသွေးဆဲတော့မှမလို့ပထမဦးဆုံးကချီကိုဖန်ခွက်တစ်ခုတည်းကိုထည့်ပါပြီးတော့ရင်တော့ဆော်ဒါမော့ကိုထည့်ပါရှယ်လကဲကိုထည့်ပါစပရက်ကိုထည့်မှတရက်လောက်ဆင်ပေးလိုက်ပါပြီးတော့ရင်တော့ဖြတ်ကြည့်လိုက်ပါလုံးဝကိုထည့်မှပြတ်သွားမှာဗျအိမ်မှာသုံးနေတဲ့ကြိတ်ဆက်အဲမှာဒီလိုမျိုးကြီးတွေများနေတယ်ဘလို့ပဲစစ်စစ်ဆေးလို့မရဘူးဘလို့ပဲတိုက်လုံးဝကိုတိုက်လို့မရဘူးဆိုရင်တော့ဒီနေ့တိုင်းလုပ်လိုက်ပါကျဲဦးရဲ့အခွန်ကိုထည့်ပါဆော်ဒါမော့ကိုထည့်ပါစားကိုထည့်ပါရေကိုထည့်မှရှယ်လကဲကိုထည့်လိုက်ပါပြီးတော့ရင်တော့ဒီချာလေးပြန်ကြိတ်ပြီးလိုက်မယ်ဆိုရင်အထဲကကြီးတွေအကုန်လုံးပြောင်းလဲသွားမှာဗျဝေါရှယ်ပဲဗျအိမ်မှာသုံးနေတဲ့ဒဲကိုဘလောက်ပဲစီစီခဏခဏဆေးရင်လည်းတန်ကြီးခဏခဏတက်လို့စိတ်ညစ်နေတယ်ဆိုရင်တော့ကိုကာကိုလာကိုထည့်ပါရှယ်လကဲဆက်ပြောက်ထည့်မှကြူလိုက်ပါ15မိနစ်လောက်ကြိုပြီးတဲ့နောက်မှာကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီနေ့တန်းနဲ့ရမှာဖြစ်ပါတယ်စီထဲမှာတခုခုကြော်လိုက်လို့အနေတွေထိုင်သွားတယ်ဘယ်လိုထုတ်ရမှာလဲလို့မေးတဲ့သူတွေအတွက်ကော်မုတ်ထဲမှာရေကိုထည့်မှစီပူလိုက်ရင်အဲ့ဒီကော်မုတ်ကိုထည့်လိုက်ပါအဲ့ဒီအနေတွေကိုကော်မုတ်ကစုပ်ယူသွားမှာဖြစ်ပါတယ်လုံးဝကိုစီတန့်သွားပြီဗျ